Hi everyone အင်္ဂလိပ်စာစကားပြောဆက်ဆံလေးနဲ့သုံးဝင်တာလေးမျှဝေပေးမယ်ပထမဆုံးတစ်ခုက is a win-win is a win-win okay ဒီကောင်ကနှစ်ဦးနှစ်ဖက်အဆင်ပြေတယ်နော်ဆိုတော့ဒါကမင်းတို့လည်းကောင်းတယ်ငါတို့လည်းကောင်းတယ်အဲ့လိုမျိုးနီးလန်းမျိုးပေါ့နော်နောက်တစ်ခုကကျတော့ what are your thoughts what are your thoughts okay မင်းဘယ်လိုထင်လဲဘယ်လိုတွေးလဲအဲ့လိုမေးတာပေါ့နောက်တစ်ခုကကျတော့ let's take a step back let's take a step back okay မလောဘဲနဲ့ငါတို့သေချာပြန်စဉ်းစားကြရအောင်ပေါ့နော်ဆိုတော့တနည်းအားဖြင့်ဒါခြေစလန်းနောက်ဆုတ်လိုက်ပေါ့နော်ခြေစလန်းနောက်ဆုတ်ပြီးတော့စဉ်းစားကြည့်နော်ဒါမျိုးပြောရပါပေါ့နောက်ကကျတော့ I'll cut to the chase I'll cut to the chase okay ငါတော့လိုရင်းတို့ရှင်းမယ်ပြောမယ်နော်ဒါလိုပြောတာနောက်တစ်ခုကကျတော့ I'm all ears I'm all ears okay ငါနားထောင်ဖို့အဆင်သင့်ပဲနော်ဆိုတော့ပြောတဲ့ရှိတာတွေပုံဝင်လင်းပြောပြောတဲ့ရှိတာတွေကုန်ပြောငါနားထောင်ပေးဖို့ ready ပဲဒါမျိုးပြောတာပေါ့နော်နောက်တစ်ခုကကျတော့ I have to think long term I have to think long term okay ငါရေရှည်အတွက်စဉ်းစားရမယ်เนาะဆိုတော့ကျွန်တော်ဒီရေရှည်ကို long term လို့ခေါ်တယ်အင်္ဂလိပ်လိုနောက်တစ်ခုကကျတော့ I'm taking tomorrow off I'm taking tomorrow off okay ငါမနေ့ဖင်ခွင့်ယူမှာပေါ့เนาะငါမနေ့ဖင်အလုံးမလာဘူးတို့မဟုတ်ကြောင်းမလာဘူးခွင့်ယူမှာဒါမျိုးပေါ့နောက်တစ်ခုကကျတော့ nip it in the bud nip it in the bud okay ကြီးမလာခင်မှာအပြတ်ရှင်းပေါ့เนาะ nip ကကျတော့ဘာလဲဆိုလက်နဲ့စိတ်တာเนาะ bud ကကျတော့တစ်ပင်ရဲ့အဖူးလေးတွေပေါ့နော်အဲ့လိုမျိုးဒီတစ်ပင်အဖူးလေးတွေကိုလက်နဲ့စိတ်လိုက်တယ်ဆိုတာဒီကြီးမလာခင်မှာเนาะတခါရအပြတ်ရှင်းတဲ့တပေါ်မျိုးပေါ့နော်ဆိုတာကို nip it in the bud လို့ English လို့ခေါ်တယ်ဟုတ်ကဲ့ပါ Foundation for English ရဲ့သင်ခန်းစာလေးတွေကို Facebook မှာရော YouTube မှာလေ့လာလို့ရပါတယ်လေ့လာပြီးတဲ့အတွက်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်သင်ခန်းစာဗီဒီယိုတွေမှာပြန်တွေ့ပါမယ် See you in the next video goodbye